ဒီနေ့ယောဘရဲ့တက်တာကိုဆင်ခြင်ကြည့်တဲ့အခါမှာတော့ဘုရားခင်ကဘာကြောင့်တော့ဒုက္ခပြဿနာတွေကိုကျွန်တော်ရဲ့တက်တာထဲမှာကြုံတွေ့စေတယ်လဲဆိုတာကိုနားလည်ရပါတယ်။တော့တခါလေမှာကိုကောင်းတာလုပ်နေပေမဲ့လည်းမကောင်းတဲ့လူတွေရဲ့လုပ်ရကြောင်းအမျိုးမျိုးသောဒုက္ခပြဿနာအခြေအနေတွေလည်းရောက်ရှိလာတတ်တယ်။ဆိုတော့ဒီလိုအချိန်မှာကျွန်တော်ရဲ့စိတ်ခံစားချက်တွေကအမျိုးမျိုးဖြစ်ကြတယ်။ငါကောင်းတာလုပ်ရတာနဲ့ဘာကြောင့်ဒီဒုက္ခပြဿနာတွေငါဘဝထဲကိုဝင်ရောက်လာတာလဲဆိုပြီးတော့စိတ်ပြည့်ဝမ်းနေတတ်ကြတယ်။ဒီနေ့ယောဘတက်တာကိုဆင်ခြင်တဲ့အခါမှာယောဘကအပြစ်လုံးဝလှုပ်ထားတာမရှိပါဘူး။တော့သူရဲ့တကယ်ချင်းเนี่ยမင်းကဖျားမကြိုက်တာတခုခုလှုပ်ထားလို့ထင်တယ်လို့ပြောပေမဲ့လည်းသူဘာမှမလှုပ်ထားဘူးဆိုတာကိုတော့ကျမ်းစာအဖြစ်တွေ့ရတာဖြစ်တယ်။ဆိုယောဘဝတ္ထုရဲ့အဓိကတွင်တင်ချက်ကတော့ဒီနေ့စာတမန်နဲ့ဖျားရဲ့ရင်ခုန်ခြင်းကိုမဟုတ်ဘဲနဲ့တော့ဖျားရဲ့ကြီးမြတ်ခြင်းကိုလူတွေသိဖို့အတွက်ဖြစ်ပါတယ်။အာမင်။ဒါကြောင့်ယောဘဝတ္ထုခန်းကြီး38မှာဆိုရင်ဘုရားကကောင်းကင်ကနေနော်ယောဘကိုစပြီးတော့စကားပြောတယ်။ယောဘရေမင်းထပါနော်မင်းရဲ့ဝိစာတွေကိုမင်းယောက်ျားတယောက်လိုပြန်ပြီးတော့ဝိစမ်းပါ။ငါမင်းကိုမေးပါရစေအောင်။နော်ငါမြေကြီးမြစ်ကိုပမာဆွဲထားတယ်မင်းသိသလား။နော်ငါကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းနေတဲ့အခါမင်းပမာရှိတယ်လေ။နော်ပင်လယ်နဲ့သမုဒ္ဒရာတွေနော်လေဝိတန်ငါးတွေငါဖန်ဆင်းနေတဲ့အချိန်မှာမင်းပမာရှိတယ်လေ။ဘယ်မှမရှိဘူးနော်ယောဘတခါတည်းပါဇက်ပိတ်သွားတယ်ဒီနေ့ယောဘကိုမေးတဲ့မေးခွန်းကိုတင်းနဲ့ကျွန်တော်ကိုဘုရားကမေးလာမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုပြန်ဖြေမလဲတင်းရဲ့ဒုက္ခပြဿနာတွေထဲဘုရားပို့ပြီးတော့ကြီးမြတ်တယ်ဆိုတာကိုနားလည်စေချင်တယ်ဒါကြောင့်ဆာလံဆရာကကိုးမှုရာကိုထောက်ရဖျားနိုင်အောင်တော့သူပြုနေစီရင်တော်မူမယ်လို့ပြောတယ်နော်ကျွန်တော်တို့မှုရရှိတယ်မြကျွန်တော်ရဲ့စိတ်ခံစားချက်တွေရှိတယ်မြကျွန်တော်ရဲ့ဝင်ထုတ်ဝင်ဖို့ရှိတယ်မြအားလုံးကိုထောက်ရဖျားစီအနံ့ပဲဆိုရင်ဘုရားကစီရင်ပြီးမှာပဲဖြစ်မှာဘာကြောင့်ဖျားစီအနန္တလဲဆိုရင်ကျွန်တော်ကြုံတွေ့နေရတဲ့အခြေအနေတွေထဲဖျားကပို့ပြီးတော့ကြီးမြတ်လို့အနန္တရတာဖြစ်တယ်။သူပြုနေစီရင်မယ်။တော့ကျွန်တော်ဘက်ကနေဖျားကစီရင်ပေးမှာပဲဖြစ်ပါတယ်။အာမင်။သင်ကထိုကိုမှုရာကိုတော့ကိုကြုံတွေ့နေရတဲ့စိတ်ခံစားချက်တွေအခြေအနေတွေကိုပဲတိဆောက်ပြီးတော့ဘဝကိုရှောင်လန်းမယ်ဖျားစီမှာအနန္တဖို့ဆိုရင်သင်ဘဝကပို့ပြီးတော့ခက်ခဲလာနိုင်ပါတယ်။ဒါကြောင့်တင်းရဲ့အခြေအနေတွေထက်เนาะတင်းကြုံတွေ့နေရတဲ့ဒုက္ခပြဿနာတွေထက်ဘုရားကပူကြီးမြတ်တယ်ဆိုတာကိုဝန်ခံပြီးတော့ဘုရားစီမှာเนาะအနန္တခြင်းနဲ့ကျွန်တော်တို့အသက်တာကိုရှောင်လန်းမယ်ဆိုရင်ဘုရားရဲ့စီရင်ပဲ့ပင်ခြင်းပြုပြင်ခြင်းတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတက်တာနဲ့အနေငယ်ပြောရမယ်ဆိုရင်တော့ကျွန်တော်လည်းရေလုံးကဆိုရင်လုံးဝမျက်နှာမရတဲ့သူတစ်ယောက်ဖြစ်တယ်လူတွေရဲ့ထင်သေးချင်းခံရတဲ့သူတစ်ယောက်ဖြစ်ပါတယ်လို့တော့လေကျွန်တော်ရဲ့မှုရရှိသည်များကိုဘုရားစီအနံ့ပြီးတော့ကျွန်တော်အသက်တာကိုရှောင်လန်းလာတဲ့အခါမှာဘုရားရဲ့စီရင်ပဲ့ပင်ခြင်းအပြင်ဒီနေ့လူတွေကိုနှုတ်ကပတ်တော်ပြန်လေတုံတင်တော်သူတယောက်